နေစေခြင်းကဖခင်တကယ်မြေကြီးတစ်ပြင်လုံးဒီလိုကြည်နေတယ်တဲ့သူ့ပေါ်မှာဘသူကစေတနာရှိလဲဆိုတော့ဖခင်ကြည်နေတယ်တဲ့ကောင်းကြီးခံစားခြင်းလို့အလှငွေလာမထည့်နဲ့ဖခင်မကြိုက်ဘူးဘာလို့စေတနာမရှိဘူးကိုကောင်းစားဖို့လာထည့်တာဖခင်မကြိုက်ဘူးအဲ့ဒါစေတနာစိတ်ရှိတာမဟုတ်ဘူးကိုကောင်းစားခြင်းလို့ကိုကဖခင်နဲ့လာပြီးတော့မှဟိုလောင်းကစားလာလှုပ်တဲ့ပုံစံလှုပ်နေတာအလှငွေလာထည့်တာမဟုတ်ဖခင်မကြိုက်ဘူးထဲ့မယ်နော်ကိုတော့ဒီနေ့ထဲ့မယ်နော်ကိုတော့ကြီးကြစီစဉ်ပေးအဲ့လိုမလုံးနဲ့ဖေဟာကျေးဇူးတင်လိုက်တာကိုတော့ရဲ့ဖះရှင်ပေးထားတဲ့အရာတွေထဲနဲ့ကိုတော့ပြန်ပေးခွင့်ရတာကိုကျေးဇူးတင်တယ်ဟိုတော့လက်ပလာကြီးပဲအခုတော့ပေးနိုင်တဲ့အခွင့်ကိုဖះခင်ပြင်ဆင်ပေးလို့အရန်ကျေးဇူးတင်တယ်ကိုတော့ကျေးဇူးတင်တဲ့နှလုံးသားနဲ့ပါဝင်ပေးဆက်ခြင်းရှိဖို့လိုတယ်ဒါကြောင့်ကျွန်တော်အလှငွေမကောက်ခိုင်းဘူးကျွန်တော်ဖះเจ้าမှန်သမျှ The Light Worship Center မှန်သမျှကျွန်တော်အလှငွေမကောက်ခိုင်းဘူးပြင်ဆင်လာတဲ့အလှငွေပဲထဲဖို့ဘုံလေးထားတာအလှငွေမကောက်နဲ့ဘာဖြစ်လို့လဲအလှငွေကောက်တယ်ဆိုတာအခါမှာဘာဖြစ်သွားလဲဆိုတော့မထဲချင်လည်းထဲကိုရှေ့မှာအိတ်ကြီးရောက်လာတော့မထဲလည်းမကောင်းဘေးနာလူကလည်းစိတ်ဆဆဆူဆူဘာလဲဆဆဆူဆူနဲ့ချောက်ကြည့်တယ်ကိုဘတာကိုနေပါလားမနေဘူးဘသူထဲလဲဒီလောက်ချောက်ကြည့်တယ်အဖွဲတွေရှိတော့သူတို့လည်းပဲထဲရပြီပေါ့အဲ့ဒါအဓိပ္ပာယ်မရှိဘူးစေနာမပါတဲ့အလုပ်တွေလုပ်နေတာဒါကြောင့်အသင်းတော်တွေလည်းမကောင်းစားဘူးလူတွေလည်းမကောင်းစားဘူးမထဲနဲ့မထဲရှင်လာအောင်မထဲနဲ့ထဲချင်တဲ့တော့အိမ်ကလေးကပြင်ဆင်တော့လာထဲအဲ့ဒါကဘသူအတွက်လဲဆိုဖရားအတွက်နဲ့တင့်အတွက်ကောင်းကြီးရဲ့မင်္ဂလာပဲဒီလိုမျိုးပြင်ဆင်ခိုင်းတာကျွန်တော်လူငွေရှေ့အောင်မကောက်ခိုင်းတယ်လို့လက်ကဘာလုပ်မှလဲဦးနာဘာရှိမှလဲလို့စေနာစိတ်မပိုင်ဘာမလုပ်နဲ့လုံရင်စေနာစိတ်ပါအဲ့ဒါမင်္ဂလာကြီးကျယ်ဖြစ်တယ်အဲ့ဒါဖခင်သင်ပတ်မှာပါဖို့သာပြင်ထားလိုက်အာမင်အာမင်ဒါကြောင့်အလူငွေဆိုတာဘယ်လိုထည့်ရတာလဲစေနာစိတ်နဲ့ပြင်ဆင်ပြီးတော့မှအိမ်ကနေပြင်ဆင်ပြီးတော့ကိုတော့ယေရှုတင်တယ်ကိုတော့ဒီထက်ကနေဒီလောက်ကိုတော့အတွက်ပြန်ပေးရတဲ့ခွင့်ပေးလို့ယေရှုတင်တယ်ဆိုတော့ပြင်ဆင်မှုနဲ့လှုပ်ဆောင်ခြင်းလို့တာအာမင်အလူငွေကောက်တာတော့မကြိုက်ဘူးကျွန်တော်တော့မကြိုက်အာနာဘာနာရှောက်ထည့်နေအဲ့ဒါတင်းဖះเจ้าနေရလဲဆွတ်ဆက်ကောက်တခါမဟုတ်နှစ်ခါရှောက်ကောက်လက်ကလူတွေစိတ်ဆင်းရဲတယ်ဖះလည်းစိတ်ဆင်းရဲတယ်ကြည့်နေဩငါ့စေနာမှာပါပဲသူမှရှက်လို့ထည့်ရဖះမယ်ထည့်ရမယ်ဘာလို့မလဲခင်ဗျာရတော့ပေးကန်ချင်တော့ရေးကြည့်နော်ဒီစေနာမပိုင်ပါမပေးနဲ့ပေးကန်ချင်မှာစေနာနဲ့ပေးကြည့်ဖះခိုင်ခန့်ဆိုရက်တည်မလဲမရက်တည်လားစောင့်ကြည့်ပြင်ဆင်မှုနဲ့လို့ဖျောက်ပေးပြင်ဆင်မှုနဲ့လုပ်ရတယ်ဟိုလူငယ်အိတ်ရောက်လာမှဟိုနှိုက်ဒီနှိုက်မလုပ်အောင်ပြင်ဆင်မှုနဲ့အော်ရေးတယ်မှာအော်အကျွေးမလဲထားဆိုလာသေးတယ်အကွက်တည်းခဏလေးနော်တဲ့ဘန်နာဒိတ်မှာသွားလဲလိုက်မဆိုတဲ့အကွက်ကလာသေးတယ်ဒီလိုမလုပ်ရဘူးဒါကြောင့်ဒီကိုမောင်တို့ကျွန်တော်အားပေးရှင်တယ်ဖခင်တခင်လူတိုင်းတို့အကောင်းဆုံးပြင်ဆင်ခဲ့ပြီးသွားပြီကျွန်တော်ပြောမယ်တေချာနာတော့ဖခင်ကလူတိုင်းတို့အကောင်းဆုံးပြင်ဆင်ပြီးသွားပြီလှုပ်ပေးပြီးသွားပြီတင်းအောင်မြင်မှုဖခင်လှုပ်ပေးပြီးသွားပြီလှုပ်ပေးမှာမဟုတ်လှုပ်ပေးပြီးသွားပြီဖခင်ကတင်းကျွယ်ဝဖို့လှုပ်ပေးပြီးသွားပြီတင်းကျွယ်ဝဖို့တင်းအောင်မြင်ဖို့တင်းချမ်းမှာဖို့